အားလုံးပဲမင်္ဂလာနံကင်းမှာအခုကတော့မလေးရှားမှာတော့4နိုင်မနေ့4နိုင်ထိုးနေပါပြီဒီနေ့မြန် hiking သွားဖို့ရှိပါတယ်တငယ်ချင်းတွေနဲ့ hiking သွားမှာပါငါတို့ hiking သွားကြမယ်လို့ပြောထားတယ် but it's not just a hike surprise လုပ်မှာပါသူတို့ခေါ်သွားမယ်ခေါ်သွားပြီးအိတ်တနေရအောင် I'll take them somewhere ကွာဘာလို့ဖြစ်မယ်တင်လဲအားလုံးနေ့လည်းကိုမပြောပြဘူးပြီးကြမှာဗီဒီယိုမှာကြည့်ပေးကြပါလို့ဘုခါတော့သွားဖို့လာဖို့ပြင်တော့ဆင်းတော့မယ်ပေါ့နော်အခုဒီတောင်းတက်ဖို့လိုအပ်တဲ့ပစ္စည်းမှမတည့်ရသေးပါဘူးအကုန်လုံးချိန်တာတော့6နာရီထွက်ကြမယ်လို့ရထားဖွင့်တဲ့အချိန် station ဖွင့်တဲ့အချိန်သွားကြမယ်ဆိုပြီးတော့ချိန်တာတယ်အဲ့တော့ခု4နာရီလုံးနေတယ်ပြင်ပါမယ်ဆင်ပါမယ်ပြင်စောက်တော့ဖို့လေးလုပ်ပြီးတော့ထည့်တော့ပါမယ် okay let's go ခုကတော့ပူတာမှာလူစုနေပါပြီတင်မဲ့ဖဲနဲ့တငယ်ချင်းတွေယောက်ကအိမ်နေလာတယ်ဒါတော့ဒီပုတ်ပညာ peace 6နာရီသွားမယ်လို့စီစဉ်ထားပေမဲ့9နာရီကျော်မှပဲသွားဖြစ်ပါတယ်ထားဖို့ရောက်သွားပါပြီ let's go let's go salvage gear heyခုကတော့မြေအောက်ရထားကိုရောက်နေပါတယ်ဒီမှာရထားအဲ့လိုအချိန်နဲ့တူတာတဲ့သူကဖက်ပြီးကြမှာအချိန်ပြီးရ left back for ဟို left back ကတော့နှစ်ယောက်ထဲပဲအခွင့်နဲ့သွားတဲ့နှစ်ယောက်ထဲပဲ这不开心了，你看。这房不是那样的，咱们先。哎哎short video ရိုက်ဖို့အတွက်ပြင်ဆင်နေကြတာပါသူတို့ driver နဲ့မtiêuဆောင်နေနဲ့ driver လည်းဘာလို့ဆိုပြီးတော့ပြောတယ်tiêuဆောင်တွေကလည်းအတိုင်းပဲ like လုပ်ပါတယ်tiêuဆောင်နေနော်အောင်နေရေးစမြင်နေရပါပြီမစိမ့်ဆိုးနေရပဲ Nilai next station Nilaiချိန်ရတယ်ဘုံမရှိရမိုးတော့မလို့ပါအကုန်လုံး 什么的多不哩，什么的多不哩，怎么水上去了哩？ အားစကားလဲလား 你那个今年我一般的。 ရခိုင်လားခိုင်စကားလေးတောင်မတက်ခင်ပိုက်စာနေရနဲ့ 7-Eleven မှာအားလေးတကူဆွဲလာဘမရွှေကြီးကဘေးကနေလှပြနေသူအဲ့ဒီဘူးလေးကိုမြစ်စားတာ3-4ခေါက်လောက်ရှိပြီတအားစားလို့ကောင်းတယ်သူကတုံရမ်းနဲ့အရသာဆင်းတယ်ဟိုပြီးတော့ခောက်ဆွဲပက်လေးလည်းပါတယ်သူကခောက်ဆွဲကဆန်ခောက်ဆွဲပုံမျိုးဆောက် sorry ခောက်ဆွဲကဆန်ခောက်ဆွဲလိုမျိုးအမြင်လေးတွေပါတာအဲ့မှာမလေးရှားတွေရောက်လာတာမလေးရှားမှာ2ယောက်ကင်မရာကိုမြင်တော့သူတို့2ယောက်ရီနေကြတယ်ကျွန်မပြန်လာတော့တီးလိုက်ပါတော့သူတို့ကင်မရာကိုမြင်သွားပြီဆိုပြီးတော့အဲ့မှာခိုးကြည့်နေကင်မရာကိုလမ်းပြီးတော့အဆက်လေးစားပြီးတော့အချိုးလေးတင်မယ်ပေါ့နော်ပါတယ်ဗျအဆုံးကြီးပါ Grab ပေါ်ရောက်သွားပါပြီအခုခါ hiking တက်မနေအောင်သွားနေရပါမေရှာစီယုံပင်များစိုက်တဲ့နိုင်ငံဆိုတော့စီယုံပင်တွေအများကြီးပဲအခုမှအဲ့လိုတွေ့ရတယ်နင်းတော့မဟုတ်ဘူးအဲ့ဒါအတန်းလိုက်ကြီးမြေတို့တလန်းလုံးတွေ့ရတာလမ်းကလေအမြန်လမ်းပုံစံမျိုးဆိုတော့ဘေးမှာတစ်ဖက်တစ်ချက်မှာလို့စီယုံပင်မဟုတ်တော့တခြားအပင်တွေအများကြီးတွေ့ရတယ်ဒီမှာဆိုရင်တော့တောင်ကရုံးတွေဖြစ်နေပြီပေါ့လို့တော့တွေးမိပါတယ်ရောက်ပါပြီတော့တက်ပါမယ်တော့စတက်ပါပြီမလေးမောလိုက်တာဟိုကစားတယ်မရှိသေးဘူး
အစားပဲရှိသေးတယ်အဆုံးရောက်ချင်နေပြီတို့ แป๊บปุ่มเบา Let's go move 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 your body move your body and make your body rock your body rock your body rock your body or maybe move your body နဲ့ဆိုနေ तू move ဆိုတာနေပဲကဲခုတော့တောင်းထိန်နာတီရောက်ရှိတာပါပြီပေါ့နော်ဟိုဘက်ကိုဆက်ပြီးခီးဆက်ပါမယ်ဘာတွေတွေ့မလဲဆိုတော့လိုက်ပါကြည့်ရှုကြပါအောင်ရှင်မလေးရှားခိုးရေးစီးရခြင်းမဲ့ဒါချောင်းနေ surprise လုပ်မှုဟာသူတို့မြင်သွားမှာဆိုလို့ဟာလေsurprise လုပ်တဲ့ဟာမြင်မှာဆိုလို့အတင်းဆွဲခေါ်နေ ဒီဝလာ bro ဒီဝလာအဲ့တော့မကြည့်နဲ့လား ကဲသူတို့တွေ့သွားပါပြီဟုတ်ပါတယ်ပင်နေကြီးပါပင်နေကြီးကိုခေါ်သွားတာပါဘယ်လောက်မိုင်လဲဆိုရင်တောင်တက်ပြီးဆင်းလိုက်ပင်နေတန်းရောက်သွားမှာဖုန်းထဲမှာရိုက်ထားလို့ဒါကွာဒီတိုင်းတာမန်လို့ထင်ရတာအပြစ်မှဆိုရင်အဲ့ feeling ကတော်တော်ကြီးကိုမိုက်တာခွဲလိုက်တော့လှိုင်းရိုက်တဲ့အတန်ကိုကြားပြီးတော့ဆင်းရတာကွာတောင်ဝန်းနေလှိုင်းရိုက်တဲ့အတန်ကြားပြီးဆင်းရတာဆိုတော့လှိုင်းတဲ့တဖြည်းဖြည်းနီးလာလေကွာပိုပြီးရင်ခုန်လာတယ်လို့ဖြစ်နေဘယ်လောက်ပျော်နေလဲဆိုရင်အတန်ကြီးကနားထောင်ကြည့်ကြတော့ကောပင်လည်းမရောက်တာလည်းတအားကြာနေပြီခုမှပြန်တွေ့လိုက်ရဆိုတော်တော်ကြီးပျော်သွားတယ်အိမ်မလားနေမလားအိမ်မပဲလား တဖွဲတော့ပျော်လုံးပြီးတော့ဆူညံဘလောရိုက်နေကြပါပြီကြားတဲ့အတိုင်းပါပဲမင်္ဂလေးတွေကဆိုစီအင်ကြီးလဲပြီးတော့ချေးနေကြတာပေါ့တချင်နေနားထောင်ပြီးကွာစီစားနေရထုတ်တေးသိမ်းပြီးတော့ပြန်ဖို့လုပ်နေပါပြီကုန်ပြင်စင်ပစ္စည်းစစ်ဘာညာပြင်မှန်းသွားကြပြီနိုင်ဟိုထားရတာ မောရလို့စဉ်းစားနေအောင်နော်ငါဟောင်းလိုက်တယ်ဒီကနေဆို အပြန်ရုပ်ကလေးတွေအဲ့ဒါယူတက်လာတာပြင်ထက်တောင် Let's go ခုကရမင်းဖြစ်နေပါပြီအသွားတော့ရုံနဲ့အခုရုပ်ကိုရှင်းကြည့်လိုက်တာ မချွေးထွက်တော့တာမျက်နှာနည်းနည်းကြည်သွားသူတို့ပဲ ဒါပေမဲ့လာဖို့ recommend ပေးခြင်းပါတယ်ရင်တက်ရှုမောပွဲ view နဲ့ရင်တက်ရှုမောပွဲတင်တယ်ရင်သွင်းမြင်မှာဖြစ်ပါ အတန်နဲ့အရင်တက် တယောက်ကိုလာလို့ရှိရင်ရထားကားက3ချက်ကျော်ကျော်4ချက်ပဲကြာမယ်အဲ့ရထားတိတ်ကနေပြီးတော့ဒီလိုလာတာကဒေါ်တာတစ်စီးကို35ဒါပေမဲ့4ယောက်ပေါင်းပြီးစုလာလို့ရှိရင်တယောက်ကို8ချက်ကျော်ကျော်လို့ဆိုတော့အားလုံးပေါင်း12ချက်ပါ12ချက်ပဲကြာပါမယ်ဒီဒီနေ့ကဒီမှာ chill လုပ်လို့ရပါတယ်ဒါပေမဲ့ရှည်အလုံးလောက်ရှိလာခဲ့ဖို့မမေ့ပါနဲ့ဒီမှာရေရမ်းရှားပါတယ်ဒီမရှိပါဘူးအဲ့တော့ဒီကူးပင်ကြီးစားမယ်စားပြီးကြီးစားမယ်တော့ရှည်ကိုအလုံးလောက်ယူတော့ပါ တော့အားလုံးပဲလာခဲ့ကြပါဒီညတအားမိုက်ပါတယ်နော်မလေးရှားမှာ sorry comment hiking လည်းတိုက်လို့ရတယ်လို့ beach လည်းတစ်ခါတန်းသွားလို့ရတယ်စဉ်းစားကြည့်ကွာကိုက hiking တက်ပြီးမောပန်းလာတဲ့အချိန်မှာကန်ပင်လယ်ကြီးကိုထင်းကနေမြင်လာရ feeling ဘယ်တော့တော့ဟာအေးချလိုက်မလဲဆိုတော့အဲ့လိုမျိုးပဲစဉ်းသွားတဲ့အချိန်မှာ beach ကကွက်တည်ပဲ ပြီးတော့ပင်လေကနေထိုးနေတဲ့အချိန်ဆိုလို့ရှိရင်ရှိလို့သိပါတယ်လက်အရန်လာ pretty very beautiful ပဲဆိုတော့ လာခဲ့ပါလာဖို့ဖိတ်ခေါ်ချင်ပါတယ်ကိုရပြန်ပါပြီတတာ